ဟုတ်ပြီအဲ့ခွာပေါင်း9ဟာဒီနှလုံးနှစ်နဲ့ဒီနှစ်နဲ့ပေါင်းရင်4အဲ့4ကို4ပါဝါ6လို့ရိုက်ဖို့6နှစ်ခတ်ကိုဒီ3လုံး6လို့ထောက်ထားတာဒါဆိုဒုတိယပေါ်ရဒီနှစ်နဲ့ဒီနှလုံး9နဲ့နှစ်နဲ့9နဲ့ပေါင်းရင်1ကို1ပါဝါ6လို့ရိုက်ဖို့6နှစ်ခတ်ကိုဒီ3လုံး6လို့ထောက်ထားတာဒါဆိုရင်တတိယပွဲအနေနဲ့ဒီ9ဒီနှလုံး9နဲ့3နဲ့ပေါင်းရင်8ကို8ပါဝါ3လို့ရိုက်ဖို့3နှစ်ခတ်ကိုဒီ3လုံး9လို့ထောက်ထားတယ်ဒါဆိုဟုတ်ပြီကိုပွဲစဉ်အတွက်ဒီ3ညဒီနှလုံး3ညနဲ့ပေါင်းလို့3ညကို3ညပါဝါ9လို့ဖြစ်ဖို့အတွက်9နှစ်ခတ်ကိုဒီ3လုံး3လို့ထောက်ထားတယ်ဒါဆိုဟုတ်ပြီ3ထိပ်2ပိတ်ကျွန်တော်တို့အလဲတိုင်းထည့်ရတော့မယ်အလဲတိုင်းထည့်တော့မယ်ဟဲ့ဆိုလို့ရှိရင်နည်းနည်းရှုပ်တော့သွားလိုက်ပြီဒီမှာပဲစပြရအောင်လားဟုတ်ပြီဒါဆိုရင်ခွာပေါင်းချင်း8ဒီခွာပေါင်းချင်းခွန်ဒီ8နဲ့ပေါင်းတော့9ဒီ3လုံး9ကိုဒီ9နဲ့ပေါင်းရင်9ပါဝါ4လို့ဖြစ်တယ်ဒီ3လုံး9နဲ့ပေါင်းတော့4ဟာ9ပါဝါ4ပါဝါ9လို့ထောက်ပါတယ်ဒါဆိုလို့ရှိရင်အဲ့ဖြစ်လာတဲ့ဒီ9ဟာဒီအလဲတိုင်း9နဲ့ဒီခွာပေါင်းချင်း3ညနဲ့9လို့ထည့်လိုက်တာလားဒါဆိုရင်ဟုတ်ပြီဒီ3လုံး4ဒီ3လုံး4ဟာဒီနှစ်နဲ့ပေါင်းလိုက်6အဲ့6ကို6ပါဝါ1လို့ထည့်လိုက်တဲ့အချိန်မှာဒီ4ဟာဒီခွန်နဲ့ပေါင်းလိုက်1လို့ဖြစ်နေတာဟုတ်ပြီဒီ3လုံးပေါင်း3ညဒီ3လုံးပေါင်း3ညဒီနှစ်နဲ့ပေါင်းလို့နှစ်ပါဝါခွန်လို့ဖြစ်ဖို့ဒီအလဲတိုင်းနဲ့ဒီခွာပေါင်းချင်း9နဲ့ခွန်လို့ဖြစ်နေတာဒါဆိုကိုပွဲစဉ်အတွက်ကဒီ3လုံးပေါင်းချင်း3ဒီ3လုံးပေါင်းချင်း3ကို6နဲ့ပေါင်း9ပါဝါ4လို့ဖြစ်ဖို့ဒီ9အလဲတိုင်းနဲ့ဒီခွာ9နဲ့ပေါင်းရင်4လို့ဖြစ်နေတယ်ဒါတပွဲ2ပွဲ3ပွဲ4ပွဲမြောက်အဲ့4ပွဲမြောက်ဟာ3ပွဲနဲ့ချုပ်ကြည့်ဒီနှလုံး3ဒီနှလုံး8နဲ့ပေါင်းရင်ဒီ1လို့ရိုက်ထားတယ်ဒီနှလုံး3ညဒီနှလုံး9နဲ့ပေါင်းရင်ခွန်လို့ရိုက်ထားတယ်ဒါဆိုရင်ဒီနှလုံး6ဒီနှလုံး6နဲ့8နဲ့ပေါင်းရင်4ဟာ4လို့ရိုက်ရတော့မယ်အဲ့လို4လို့ရိုက်တဲ့အချိန်ရိုက်လိုက်ပြီဆိုတာနဲ့
ကျွန်တော်တို့ဒီကနေ့ဖြစ်သွားပြီဒါဆိုရင်ရှေ့ပေါင်းခွန်နောက်ပေါင်း6ရှေ့ပေါင်းခွန်ဆိုတဲ့နေရာမှာလေဒီ9နဲ့ဒီ3နဲ့ပေါင်းရင်8အဲ့8ကိုဒီ3လုံး8လို့ထည့်ပြီးတော့မှ8ပါဝါဒီ3လို့ထည့်တာအဲ့8ပါဝါ3လို့ထည့်ဖို့အတွက်ကဒီ6ထည့်ဒီ3ထည့်ဒီ4နောက်ပိတ်6 3 4ဆိုတာ3လို့ဖြစ်ဒါဆိုရင်သူ့အပေါ်ဝဲမှာလဲဒီနှလုံးရှည်ဒီ3လုံး5 8နဲ့5နဲ့ပေါင်းရင်3လို့ပဲဖြစ်တာဟုတ်ပြီဒုတိယဘွဲအနေနဲ့ဒီနှလုံးထက်8တယ်ဒီ3လုံးလည်းထက်8တယ်8ပါဝါ3လို့ထက်ရိုက်ဖို့အတွက်ဒီ9နောက်ပိတ်ဒီ9ထိပ်စီဒီ3ထိပ်စီဒီ9နောက်ပိတ်5 3 5ဆိုတဲ့ဟာ3လို့ဖြစ်နေတဲ့ဒီနှလုံးနဲ့ဒီ3လုံးတစ်နှစ်နဲ့တစ်နဲ့ပေါင်းရင်3ရမယ်3လို့ဖြစ်နေရဒါဆိုလို့ရှိရင်တတိယဘွဲအနေနဲ့ဒီ3နဲ့ဒီ3နဲ့6ကိုဒီ3လုံးလဲလိုက်6ထားတယ်6ပါဝါတစ်လို့ဒီကိုထည့်ဖို့ဒီ9ရဲ့ဒီ2ကဒီ4ရဲ့9နဲ့4ရလဲတစ်လို့ပဲရိုက်တယ်ဒါကအဲ့တစ်ကိုပဲဒီနှလုံး6ဒီ3လုံး5 6နဲ့ဒီ3လုံး5နဲ့ပေါင်းရင်တစ်ရတယ်တစ်လို့ဖြစ်နေရဒါဆိုဟုတ်ပြီခုပွဲစဉ်အတွက်ကဒီနှလုံး2လို့ရိုက်ထားတယ်ဗျာအဲ့နှလုံး2ကိုလည်းဒီ3လုံး2လို့လိုက်ထည့်ထားတယ်ဒါဆိုရင်2ပါဝါခွန်လို့ကျွန်တော်တို့ဖြစ်ဖို့အတွက်5ထိပ်3ထိပ်ဒီက9နောက်ဖို့3လုံးခွန်ဟာလဲထောက်နေရအဲ့လိုဖြစ်တော့မှဒီနှလုံး5ဒီ3လုံးပေါင်းရင်2 9နဲ့2နဲ့ပေါင်းရင်ခွန်လို့ဖြစ်နေရမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့34အကတ်ဖြစ်သွားတာပေါ့နော်34အကတ်ဖြစ်သွားပြီဟုတ်ပြီနောက်ပေါင်း6လို့တစ်ချက်ပြရမယ်ဆိုရင်နောက်ပေါင်း6လို့ပြရမယ်ဆိုလို့ရှိရင်ဒီ3လေတိုင်းဒီရှေ့ပေါင်း6 3နဲ့6နဲ့ပေါင်းရင်4
6ပါဝါ4လို့ရိုက်ဖို့အတွက်ဒီ3နဲ့ဒီနှလုံး6နဲ့ပေါင်းရင်9ပါဝါ4လို့ရိုက်ဖို့အတွက်4နှက်ခတ်ကိုဒီနှလုံး3နဲ့တပင်ကျော်ကတစ်နှစ်ကျော်ကဒီဘရိတ်6နဲ့ပေါင်းရင်3နဲ့9နဲ့ပေါင်းရင်2လို့2နှက်ခတ်4လို့ထောက်တယ်အဲ့ကြတော့မှဖြစ်လာတဲ့ဒီ4ဟာကျွန်တော်တို့ဒီဘရိတ်5ဒီဘရိတ်3ညနဲ့ပေါင်းလို့4လို့ဖြစ်တာဒါဆိုဟုတ်ပြီဒုတိယပွဲဒီ9နဲ့ဒီနှလုံး9နဲ့3ည3ညပါဝါ9လို့ဒီကိုထည့်ဖို့အတွက်9နှက်ခတ်ပြီဒီနှလုံး8နဲ့ဒီပရိတ်9နဲ့8နဲ့9နဲ့3လို့ထောက်9နှက်ခတ်3လို့ထောက်ဟုတ်ပြီအဲ့ကြတော့မှကြာလာတဲ့ဒီပရိတ်ဒီနောက်နှလုံး5ဒီပရိတ်2ဒီပရိတ်2နဲ့ဒီ3ထိပ်စီးနဲ့ပေါင်းလိုက်တော့5ဒီနောက်နှလုံး5လို့ဖြစ်ဒါဆိုတတ္တရာပွဲအနေနဲ့ဒီ8ထိပ်ဒီ8အလဲဒီ8နှလုံး3 8နဲ့3နဲ့ပေါင်းရင်တစ်ပါဝါ6လို့ရိုက်ဖို့အတွက်ဒီ8နဲ့ဒီ3နဲ့ပေါင်းရင်တစ်ပါဝါ6လို့ရိုက်ဖို့အတွက်ဒီ6နှက်ခတ်ကိုဒီနှလုံး3ညနဲ့ဒီ9နဲ့9လို့နှက်ခတ်ထောက်နေ6နှက်ခတ်ကိုဒီ3ညနဲ့ဒီ9နဲ့9လို့ထောက်နေဒါဆိုဖြစ်လာတဲ့ဒီနောက်ပေါင်း6ပါဒီဘရိတ်9ဒီခွန်ထိပ်စီးနဲ့ပေါင်းလိုက်9နဲ့ခွန်နဲ့ပေါင်းလိုက်6လို့ဖြစ်တယ်ဒါဆိုဟုတ်ပြီခုပွဲဒီခွန်နဲ့ဒီ4နဲ့ပေါင်းရင်ခွန်နဲ့4နဲ့ပေါင်းရင်တစ်ပါဝါ6လို့ဖြစ်ပေါ်တယ်6နှက်ခတ်ကိုဒီနှလုံး9နဲ့ဒီ4ပရိတ်နဲ့9လို့ထောက်ထားတယ်အဲ့ကြတော့မှဒီနောက်ပေါင်း6ဖြစ်ဖို့အတွက်ကဒီပရိတ်5ဝိုင်းလိုက်ပြီဒီတစ်ထိပ်9နဲ့1နဲ့ပေါင်းရင်6လို့ဖြစ်ရအဲ့ကြတော့မှကျွန်တော်တို့ထုတ်ထားလိုက်တဲ့